Okay အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်နာမည်တော့စက်ကပါเนาะဒီနေ့တော့ကိုမိုင်းရဲ့ပိန်အကြောင်းပေါ့เนาะကျွန်တော်တို့နည်းနည်းလာဆွေးနွေးကြအောင်ဗျာเนาะပြီးဆိုတော့ခုနကပိန်တစ်ခုမှာเนาะကိုမိုင်းပုံကိုတင်ပြီးပလိန်ထားတဲ့သူရှိတာပေါ့เนาะအဲကြောင့် comment အောက်မှာလည်းကျွန်တော်ဝင်ကြည့်တာတိုက်တော့စိတ်မကောင်းဘူးပေါ့เนาะပြီးတော့ကိုမိုင်း TikTok မှာကောက်မှလည်းတင်ထားတာပေါ့เนาะဒီပိန်ကိုတတိယတဲ့အကြောင်းရင်းပေါ့เนาะ Okay ဒီကိုမိုင်းရဲ့ပိန်ကတော့ပြန်ရအောင်မလားပြန်ရွေးထုတ်လို့မရတော့ဘူးလားဆိုတော့ဒီနေ့ကျွန်တော်တည်တလားပေါ့เนาะကျွန်တော်လည်းလာရှင်းပြမယ်ညီကိုတို့ပေါ့เนาะညီကိုတို့လည်းတတိထားလို့ရအောင်ဗျာเนาะကိုမိုင်းတော့ထိတဲ့အကြောင်းရင်းကတော့ဒီပိန်ထောင်တော့ပေါ့เนาะပိန်ထောင်တဲ့ဗီဒီယိုတွေပိတ်တစ်ခုမှာပေါ့เนาะအကောင့်ဖြစ်တခြား line မှာတင်ထားတာပေါ့เนาะအဲ့ဒါတော့ဗီဒီယိုပေါက်တော့တိုင်မဲ့လို့ရှိလို့နေအောင်ပေါ့เนาะအဲ့ဒါတော့ဒီလည်းရောင်ကနေခေါ်ဖမ်းတာပေါ့เนาะခေါ်စစ်ဆေးတာပေါ့เนาะပြီးတော့တိုင်5စီကိုသူတိုင်စီလိုက်တာပေါ့เนาะတိုင်စီပြီးတဲ့နောက်ပိုင်းမှာတော့လူကတော့ဒီပြန်လို့လာတာပေါ့เนาะလူကတော့ဒီတန်းကြီးတွေပါတယ်ဝတ်ဆောင်ပြီးတော့ထော်လို့ရတာပေါ့เนาะဒါပေမဲ့ပိုင်သူတိုင်ထားတဲ့ပိုင်ကတော့ပြန်လိုက်ရဖို့ခဲတာပေါ့เนาะ Okay ဒါတော့ဒီပထမချက်ကတော့ဒီတကယ်လို့ဒီအမှားကကျွန်တော်ပတ်တော့ပထမဆုံးအမှားဆိုရင်တော့ဒီတရားရုံးကနေပိုင်ကိုတိုင်စီဖို့အမိတ်မပေးရင်တော့ပလိရောမှာကျွန်တော်တို့စရောက်စားတာကျွန်တော်တို့ယူပြီးပိန်တော့ယူလို့ရသေးတယ်ဗျာနော်နံပါတ်2ကတော့နော်ဒီတရားရုံးဘက်ကပိန်ကိုတိုင်စီဖို့အမိတ်ပေးလိုက်ရင်တော့ကျွန်တော်တို့ယူထုတ်လို့တင်မရတော့ဘူးဗျာနော်ပြီးတော့နံပါတ်3ကတော့ကျွန်တော်တို့စီးတဲ့ပိန်နဲ့ကျွန်တော်တို့ကျွန်တော်တို့အပြစ်ကျူးလွန်တဲ့ပိန်ကနော်ဒီ final ပေါ့နော်ကျွန်တော်အချိုးမကြေသေးဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့finance ဘက်ကတို့တဝန်ပေါ့နော်ဒါတော့တို့ပြန်လိုက်ယူလို့တရတာပေါ့နော်ဒါပေမဲ့သူကြက်ခံခဲ့တဲ့ဆက်ရဲတဲ့အကောင်လုံးတော့ကျွန်တော်တို့တဝန်ယူပေးရတာပေါ့နော်သူဘယ်လောက်ကြာဆိုတော့ကျွန်တော်တို့ဘက်ကိုသူပြန်လာတောင်းအောင်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ပြည့်ကျူးလွန်ထားတဲ့ပိုင်ကကျွန်တော်တို့နာမည်နဲ့ဆိုရင်တော့ဒီလိုပိုင်ကတင်းစီခံရမယ်ဆိုရင်တော့ကျွန်တော်တို့ပြန်ယူထုတ်ဖို့ခက်တယ်ဗျာနော်ဒီလိုကျွန်တော်တို့နာမည်မဟုတ်ဘူး finance နာမည်ရပြီးတော့ကျွန်တော်တို့တခြားကျွန်တော်တို့သူမရှိနာမည်ဆိုရင်တော့ပန်ရှင်ကိုဆဲဆက်တာယူပြီးတော့လက်ရုံမှာတော့ယူလို့တရသေးတယ်ဗျာနော်ဒါတော့ကိုမိုင်းပိုင်တော့ဘသူနာမည်လဲဆိုတော့ဒီမသိဘူးပေါ့နော်ပိုင်တော့တော်ကြာနေပြီဆိုတော့နည်းနည်းတော့ဒီစိုက်ပူမိတယ်ဗျာနော်ဒါပေမဲ့ပဲအမြန်ပြန်ရပါစေတော့ကျွန်တော်ဆူတောင်းတယ်ဗျာကိုမိုင်းတော့ကိုမိုင်းတော့ကျွန်တော်ရဲ့အိုက်တော့တရားပါနော်အင်္ဂါကိုမိုင်းစီကကျွန်တော်ကင်မရာတွေ group ပို့တယ်ပါကျွန်တော်ဝယ်ဖူးတော့ပေါ့နော်ပြီးတော့တနေ့ပေါ့နော်တနေ့စော်မဲလို့စကားပြောဖူးတယ်ပေါ့နော်တနေ့လေးကိုမိုင်းကပိုကက်ဆင်းမယ်လို့တပြောဖူးတယ်နော်ကျွန်တော်ကတော့ကိုမိုင်းရဲ့ FC တရားပေါ့ကိုမိုင်းတော့ဒီမိုင်းကိုကျွန်တော်အမြဲအားပေးရနော်မင်းနဲ့ပဲမွေမရေးတာနော် like နဲ့ follow ကျွန်တော်အမြဲနှိုက်ပေးတယ်ဗျာနော်ကိုဒီလိုမျိုးဖြစ်တော့ပလိုင်းနဲ့သူပေါ်လာတာကမစားဘူးကိုမိုင်းနော်နောက်ဘယ်သူမဆိုပဲနော်ချစ်တဲ့သူစီတယ်မောင်းတဲ့သူတွေစီတယ်ကိုမိုင်းနော်တနေ့မဟုတ်တနေ့တော့ပြန်ရအောင်မှာပေါ့နော်။ပိုင်းတော့ကျွန်တော်ဆူတောင်းပေးရပါ။လာမပေါ်မှာကိုမိုင်ဖြောက်တဲ့ဗီဒီယိုတွေပြန်မြင်ချင်မိတယ်ဗျာနော်။အားလုံးလေးကိုမိုင်အတွက်ကိုတေဆူတောင်းပေးပါဦးလို့ကျွန်တော်ကပြောချင်ပါတော့